စင်ကိုင်မျိုးက၅ပါးသာဂုဏ်ထူးရှင်လောကမှာဂျေဇုကိုသိပြီးတော့ဂျေဇုဆက်တဲ့ပုဂ္ဂိုလ်ဆိုတာရခဲ့တယ်တဲ့ငယ်စဉ်တောင်ကြီးကလေးဘဝအရွယ်ကလေးကဘွားတော်တင်စိန်ဟာသူ့ရဲ့မြေးမလေးမတ်သက်နွယ်နန်းဆန်ကိုပြုစုကျွေးမွေးခဲ့တယ်တဲ့ယခုနှစ်12တန်းကိုဂုဏ်ထူး၅ပါးသာနဲ့စင်ကိုင်မျိုးကနေထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့သူပေါ့အဲ့ဒီပုဂ္ဂိုလ်ကတော့ယခုဗီဒီယိုထဲမှာမြင်တွေ့နေရတဲ့မတ်သက်နွယ်နန်းဆန်ပေါ့ကျေးဇူးကြီးလာတဲ့အဖွားတော်တင်စိန်ရဲ့ကျေးဇူးကိုဆက်ချင်တဲ့အတွက်လိမ့်လိမ့်မာမာနဲ့ဆရာသမားတွေသင်ပေးတဲ့စာတွေကိုကြိုးစားသင်ယူပြီးတော့၅ဘာသာဂုဏ်ထူးနဲ့အောင်မြင်မှုအသီးပွင့်တွေရရှိခဲ့ပါတယ်မတ်သက်နွယ်နန်းဆန်ရဲ့အောင်မြင်မှုဟာအဖွားဖြစ်သူဒေါ်တင်စိန်ရဲ့အောင်မြင်မှုပါပဲမြေကိုဖြတ်တာအဖွားပါဆိုတဲ့ရှေးတုန်းကဆိုရိုးစကားလေးကိုအဖွားဒေါ်တင်စိန်ဟာပြောင်းပြန်လန့်ပြနိုင်ခဲ့တဲ့သူကြီးပါပဲရှေ့ဆက်ပြီးတော့မြေဖြစ်သူရဲ့ရည်မှန်းချက်ဖြစ်တဲ့အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်အောင်စွမ်းအားရှိသမျှပံ့ပိုးထောက်ပံ့အောင်မဲ့အာကဖွာတစ်ယောက်ပါပဲနောက်တစ်ချိန်မှာပွဲတွေတပွဲပြီးတပွဲရရှိပြီးတော့အောင်မြင်မှုအပေါင်းတရပူစောင်းနေတဲ့မြေဖြစ်သူမတ်သက်နွယ်နန်းဆန်ရဲ့အောင်မြင်မှုပုံရိပ်တွေကိုတဝါကြီးကြည်ရင်ပီတိအပြုံးတွေနဲ့နှလုံးအေးစွာဒကမာကြီးဒေါ်တင်စိန်အသက်ရှည်ရှည်ကြံကြံမာမာရှိပါစေ၅ဘာသာဂုဏ်ထူးရှင်မတ်သက်နွယ်နန်းဆန်လဲမုံမြတ်သောဥတီချက်များကိုမပြတ်ဖဲနဲ့မိဘကအားကိုးရတဲ့အဖွားဖြစ်သူကအားကိုးရတဲ့သမီးကောင်းယရနာတစ်ပါးဖြစ်နိုင်ပါစေ